OK မင်းတော့လမ်းဆိုလားဒါကတော့ဘရင်နောင်တရားဒါကတော့ဘရင်နောင်တရားကိုဒါမနက်ပိုင်းကပိတ်ပြီးတော့ပြန်ဖွင့်တဲ့နောက်မှာဒီလှိုင်းသားရတစ်ထိပ်မှာမြင်တွေ့နေရတဲ့အခြေအနေဖြစ်ပါတယ်လူစုလူဝေးတွေလည်းအများကြီးဖြစ်ပေါ်နေပါတယ်ဆန္ဒထုတ်ဖော်မဲ့သူတွေကလူငယ်တွေအများကြီးတွေ့ရပါတယ်ဒီနေ့ကိုပွဲသွားမယ်ပွဲသွားဒါရဲတွေကနေပြီးတော့တားဆီးနေတဲ့အတွက်လူတွေကဒီကျုံတဲ့ကားပေါ်ကိုတက်ပြီးတော့မြင်းတော့ဈေးပြီးတော့ဘယ်တော့ကြပါလဲဘယ်တော့ကြပါလဲဒါတော့လှိုင်းသားရတက်ထိတ်ရအခြေအနေဖြစ်ပါတယ်ဘယ်တော့မှလောက်တော့မလားတူတူอ่ะလောက်တော့မလားနော်လောက်တော့ပဲမှာရမှာနော်ဘယ်တော့မှလောက်တော့လားအခုသူတို့ကဘာလို့တားထားတာလဲကားလို့မရဘူးသူကဘလို့အကြောင်းပြချက်ကိုပြောပြီးတော့တားရတာအခုကြားရလဲရှင်ဒီတားမြင့်မှုနဲ့ပတ်သက်ပြီးဗာပြန်ပြောချင်ဒါတော့ဒီဘရင်နောင်တရားကိုမနက်ပိုင်းကပိတ်ပြီးတဲ့နောက်မှာလှိုင်းသားရတက်ထိတ်မှာအခုဒါတရားကိုတော့ပြန်ဖွင့်ထားတယ်ဒါပေမဲ့ဒီမြို့တဲကိုဆန္ဒပြစစ်ကြောင်းအနေနဲ့သွားဖို့အတွက်ပေါ့နော်ဒါလှိုင်းသားရကနေထွက်မဲ့သူတွေကိုဒီရဲတပ်ဖွဲ့ကနေပြီးတော့ဒါဘယ်ကိုသွားမှလဲဘယ်သူတွေနဲ့သွားမှလဲဆန္ဒပြဖို့သွားမှလားအလုပ်သွားမှလားစတဲ့မေးခွန်းတွေကိုမေးပြီးတော့လှိုင်းသားရတက်ထိတ်မှာဒါပိတ်ဆို့ထားတဲ့အခြေအနေဖြစ်ပါတယ်嗨，不是嘛？单用啊，单用会了。单干毕业的。都。今天到单干毕业。不是嘛？单干毕业。
မရောက်ခင်ဒီနေရာမှာပိတ်ရင်ကျွန်တော်တို့ဒီနေရာမှာလူစုပြီးဆန္ဒပြမယ်အားလုံးကြည့်လားဒီပိတ်ထားတဲ့ရဲတွေကိုလမ်းဖွင့်ပေးတယ်ရင်မပေးတယ်ရင်လားအဲ့တော့ဆရာကြီးကျွန်တော်တို့လမ်းဖွင့်ပေးပါညတာရက်ခံပါလေကျွန်တော်တို့လမ်းဖွင့်ပေးပါဘယ်နဲ့တိုင်းနဲ့တို့ရတော့လည်းမရဘူးကျွန်တော်တို့လမ်းဖွင့်ပေးပါခိုင်မာရမျိုးကပြည်သူတွေရဲ့လမ်းဖွင့်ပေးဖို့တောင်းဆိုတယ်မှာလက်ထက်မှာတော့ဒါရတပွဲကနေပြီးတော့ဒါရဲရရှိတွေကနေပြီးတော့ဒါတားမြစ်နေတာတွေ့ရသလိုသူတို့ဖုန်းတွေဆက်ပြီးတော့ဒီအချိန်တွေကိုအကြောင်းကြားဟန်တူတဲ့ပုံတွေလည်းတွေ့နေရပါတယ်နောက်နေနောက်ကျလမ်းလျှောက်ကြီးပြန်လာခဲ့ကြတပိတပိသူတို့တော့ပြန်လဲ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 ကျောင်းမှာလို့တာဒီမှာတပိစီကြောင်းလာတယ်ဖယ်နေတယ်ဟိုလာရှိတယ်အဲ့ဒီအဲ့ဒါလည်းလိုက်တရားမြို့နယ်ရန်ကုန်တိုင်းမှာဆိုရင်တော့ဒါလူကြီးအများဆုံးရှိတဲ့တိုင်းဒေသကြီးမြို့နယ်ဖြစ်ပါတယ်ဒီမှာဆိုရင်လူကြီးသိန်းချီပြီးတော့နေထိုင်တာပါဒီကအခြေခံလူတန်းစားများတဲ့မြို့နယ်လည်းဖြစ်ပါတယ်ဒါတော့တရားရဲ့ထိတ်မှာပိတ်ဆို့ထားမှုအခြေအနေကိုတွေ့နေရတဲ့မြင်ကွင်းပါမလို့ဒီဆန္ဒပြဖို့သွားရောက်မဲ့ကလေးငယ်တွေကတော့ဒါလူငယ်တွေပဲတွေ့ရပါတယ်လူငယ်တွေမှာအသက်20နဲ့25နှစ်ကြားလူငယ်တွေကိုဒါအများတွေ့နေရပါတယ်ai cá nào ai cá nào này
ရဲတွေကနေပြီးတော့ဒီသွားမဲ့သူတွေကိုခွင့်ပြုပေးလိုက်တာပါဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဒီအော်ဟစ်ဒီပြည်သူရဲဆိုပြီးတော့အော်ပြီးတော့ဒါမသွားကြဖို့လဲဒါရဲရရှိတွေကတားမြစ်နေတာတွေ့ရပါတယ်ဒါပေမဲ့သူတို့ဒီကလေးတွေလူငယ်တွေကိုသူတို့ဒီဆန္ဒပြတဲ့လမ်းကြောင်းကိုသွားခွင့်ပေးဖို့သူတို့ခွင့်ပြုလိုက်တဲ့အချိန်လေးပါငါ့ကိုရပြီငါဘာလွန်လွန်ပြောင်းနေညောင်းရတယ်ဘယ်လိုလဲပြပြ妈妈不理解了，这个不理解。好点嘛，我嘛不在学了，对不对？ဒါကတော့ဆန္ဒဒီမျိုးဒီကျမတို့ရန်ကုန်မြို့ထဲကိုဆန္ဒထုတ်ဖော်ဖို့တွားမဲ့ပြည်သူတွေအနေနဲ့ပေါ့နော်9ယောက်စီနဲ့ဒါဒီဂိတ်ကနေထွက်ပြီးတော့အားလုံးကသွားကြဖို့အတွက်ကိုရဲတပ်ဖွဲ့ကညှိနှိုင်းပါတယ်အဲ့တော့ဒီကူကတော့ဒီလိုသူတို့အဲ့လိုသွားဖို့အစီအစဉ်တွေလည်းရှိနေပါတယ်ရမလို့ငါတော့အကုန်လုံး online ကြီးမလုပ်ဘူးနော်တော်ရောက်မယ်တခါထွက်ရန်ရောလို့တိုးရော online ကြီးကိုတော့ဝိုင်းလို့လိုက်တယ် online ကြီးဝိုင်းတော့ရန်ရောလည်းဆက်တာHey! Oh! Hey!